United ချစ်သူတို့အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော် United ကတော့ကဲဒီနေ့လဲဖလားလက်မဲ့ပါပဲဗျာမနေ့ကလည်းဖလားလက်မဲ့အဲ့တော့မနေ့ကတော့ပြိုင်ပွဲတော်တော်များများကန်ရသေးတယ်အခုဒီနေ့ကတော့လုံးဝဆန်ချိန်နေပဲဗျာကာရာဘောင်းလည်းတပွဲပဲကန်ရတယ်အဖရိကလည်းအခုတပွဲပဲအာယုကိုအားပေးလာတဲ့တက်တန်းတစ်လျှောက်မှာဒါပထမဦးဆုံးပါပဲဟို EPL တော့မှရှုံးထွက်မဟုတ်လို့လေဗျာဟိုရှုံးထွက်ပွဲစဉ်တွေအားလုံးကတပွဲပဲကန်ရတယ်ထွက်ပြီဟောလူငယ်တွေကိုနောက်ဘယ်လိုအခွင့်အရေးပေးဖို့လွယ်တော့မလဲဗျာ EPL တစ်ခုလေဆိုတော့ EPL လည်းအမားခံလို့မရတော့ဘူးလေ1 2 3ကမဖြစ်နိုင်တော့ top 4အတွက်တိုက်ပွဲဝင်ရမှာအဲ့တော့အခုအမူမိုတို့အာမတ်တို့ပြန်လာပြီဆိုတော့ဒီလေစီအတွက်နေရာရဖို့တော့မလွယ်တော့ဘူးပေါ့သူကအဲ့နေရာမှာကစားနေတာလေအခုကစီနီယာတွေပြန်လာပြီဆိုတော့သူ့အတွက်အခွင့်အရေးကတော့နေတော့ပါပြီနော်ကောင်းလေးကမဆိုးပါဘူးစိတ်ကတော့လုံးဝပြင်းထန်တယ်ဗျာဒါပေမဲ့လည်းသူရတဲ့အချိန်လေးမှာဂိုးလေးတစ်ဂိုးလောက်သွင်းပေးနိုင်မဆိုးဘူးနော်အခုတော့ဂိုးသွင်းခွင့်ချက်နေရခဲ့ပြင်မဲ့လည်းသူလည်းဂိုးမရခဲ့ဘူးအခုဆိုလည်းစံချိန်တင်အနီးကတော့ရပါတယ်ဒိုင်းကလည်းများပါတယ်ဗျာနည်းနည်းဒီဒုတိယတစ်ချိန်မှာနည်းနည်းသတိပေးတာလေးတော့ပဲပြစ်တဲ့တော့တခါတည်းတန်းပြီးတော့ထုတ်လိုက်တော့လေဒိုင်းကနေတော့များတယ်ဗျာဒါပေမဲ့လည်းဘာလို့မရတော့ပေါ့ကျွန်တော်တို့ရဲ့ညီပြကြီးဒီ Fletcher ကလည်းဒီစနေပိုင်းကတော့ဘာမှမရှိပါဘူးအကောင်းဆုံးလူစင်းကိုထည့်ပြီးတော့ပဲကန်ခိုင်းလိုက်တာပဲ Brighton က present ပေးတာဗျာကိုယ်ကစားသမားတွေကဘောလုံးကင်ပြီးတော့ပေးဖို့စဉ်းစားနေတော့ရှိတယ်ဟိုကလာပြီးတော့ဖြတ်ဖို့လုပ်နေပြီလာလုတယ်အဲ့နဲ့ပဲဘာမှလုပ်မရဘူးကစားကွက်လည်းမရှိပါဘူးဟိုကစားရတာကစားဥကလည်းမရှိပါဘူးအနောက်မှာပဲပတ်ချလဲမနေပဲဖြတ်တင်မောရှေ့ကိုပြီးဖို့ကလည်းတိပြတသိန်းလုံးကညံ့နေတဲ့ခါကျတော့ကြည့်ရတာလည်းမကောင်းပါဘူးဟိုနောက်ဆုံးပြီးကနေပေါ့ကက်စမဲရိုနဲ့မကွိုင်းရဝင်လာတဲ့အချိန်တွေမှာမဆိုးဘူးပေါ့အချိန်မှာပြန်ပြီးတော့တည်မဟုတ်နိုင်မှုအတွက်တော့စူးစမ်းပြီးကစားကြတယ်ဆက်ပြီးရနေတကူပြန်ရတယ်အမေတယောက်ထုတ်ခံလာပြီးနောက်ပိုင်းပြန်သွားတော့ပါပဲအဲ့အချိန်မှာဘာမှမပြောလို့ရမရှိတော့ဘူးအတင်းလုံးညံ့တယ်ဗျာဒူကူရိုးတွေဖြစ်တင်ဘောတလုံးမှာတော့မရှိတော့ဘူးပေါ့ကိုညာတို့ဆိုလဲဘောလုံးရလို့ရှိရင်လက်နေပတ်နေဆွဲနေတာနဲ့ပဲပြတ်တာပါကဲကျွန်တော် United ချစ်သူတို့ပဲဒီနေ့ကတော့မနေ့ကလည်းစိတ်ဓာတ်တွေအများကြီးကြဒီနေ့လည်းပဲဘာမှမထူးပါဘူးဒီလိုနောက်ခုကင်မဲ့ဆိုရှာဖြစ်ဖြစ်ခါရိတ်ဖြစ်ဖြစ်သူတို့လက်ထက်ကြရင်တော့လည်းဗျာဟိုနိုင်ပွဲတွေကအခုပြတ်နိုင်ပွဲလေးတွေနဲ့ဥပမာသူတို့ကတော့attacking football ပေါ့နော် social ကတော့သူကတော့တိုက်စစ်သူလက်ထက်တုန်းကတော့တိုက်စစ်ကအရန်ကောင်းတယ်လေအဲတော့ဆိုဥရောပမှာလုံးဝ top 3ပဲအဲတော့ Greenwood တို့ Rashford တို့ Martial တို့ရှိခဲ့တာဟို Ronaldo လာတဲ့နှစ်တော့မပြောချင်တော့ဘူး Ronaldo လာတော့ social လည်းတိုင်ပတ်ပါအဲ့ဒါမျိုးအခုကဘယ်လိုခိုင်းမှာလဲ Carrera လား social လားတည်တယ်ဗျာ Carrera လည်းပဲမဆိုးပါဘူး Carrera လက်ထက်မှာလည်းသူရှုံးပွဲမရှိပါဘူးเนาะ Arsenal တို့ဘာလို့လဲကန်သွားတာပဲ social လက်ထက်ဆိုလည်းအသိကြီးတွေနဲ့တော့အကုန်နိုင်ယူပြထားတာပဲ Man City Arsenal ကုန်နိုင်ကန်ထားတာပဲကဲအမြန်ခိုင်းတော့ဗျာဘယ်သူခိုင်းမှာလဲက
ကဲကျွန်တော်တို့ကတော့ဆက်ပြီးအားပေးရုံပေါ့ဗျာဘာပဲဖြစ်ဖြစ် top 4လေးတော့ရပါသေးဗျာဒီနေ့တော့ Champion League ဝင်ခွင့်လေးရမှာလဲနောက်နေ့အတွက်အားပေးရတာပို့ပြီးတော့ပြောဖို့ကောင်းတာပေါ့ဗျာဘရူနိုကနောက်ရသည်ဆက်ရှိမှလားမရှိဘူးလားမသိကြပါပဲဗျာဒီနေ့အနည်းဆုံးသူ့အတွက်ဖလားတစ်လုံးတော့ရစီရင်တာဟုတ်တော့လေနောက်နေ့သူမရှိတော့ဘူးဆိုတော့ဖလားလက်မှတ်နဲ့ပဲထွက်သွားတော့ပါပဲဗျာဘရူနိုမထွက်ခင်ဗျာနောက်ဖလားလေးတစ်လုံးတော့ရစီချင်တယ်လို့နောက်နေ့ဆက်ရှိရင်တော့ကောင်းတာပေါ့ဗျာဒါပေမဲ့ကွင်းလေအတွက်လည်းနောက်တစ်ယောက်တော့ထပ်ခေါ်စီချင်တာပေါ့နော်နံပါတ်6နေရာအတွက်ကဲအားလုံးပဲဆက်ပြီးအားပေးကြတော့ပါဗျာ